မင်္ဂလာဆောင်တဲ့နေ့မှာသူတို့သမီးရဲ့မောင်ကသူတို့သားရဲ့ညီမကိုလှေကားပေါ်ကနေမတော်တဆတွန်းချမိသွားခဲ့လေ။ပျော်စရာတွေနဲ့ပြည့်နှက်နေတဲ့ပွဲလန့်သပင်ဟာရုတ်တရက်ကြီးတက်ဆိတ်သွားပြီးသူတို့သမီးအခန်းထဲကနေပျော်ပျော်ရွှင်ရွှင်နဲ့ထွက်လာတဲ့အချိန်မှာသူ့ယောက်ျားရဲ့ညီမကတည်ဆုံးသွားခဲ့ပြီ။ဒီမြင်ကွင်းကိုမြင်တော့မျောသမီးကလှေကားပေါ်ကနေပြေးဆင်းသွားပေမဲ့သူ့ယောက်ျားကတော့သူ့ကိုအမုန်းတရားတွေနဲ့ပဲစိုက်ကြည့်နေခဲ့တယ်။အဲ့ဒီလိုနဲ့သူတို့ရဲ့မင်္ဂလာဆောင်ဟာယောက်ျားဖြစ်သူရဲ့ညီမအကြနာရီပွဲဖြစ်သွားခဲ့ရတယ်။သူတို့သမီးရဲ့မောင်ကအတန်းထန်တောင်းပန်နေပေမဲ့ရဲတွေကဖမ်းခေါ်သွားကြတယ်။ယောက်ျားဖြစ်သူရဲ့အမုန်းတရားတွေကလည်းမပြေပြောက်သွားဘူး။သူ့ညီမကိုတမင်တက်တက်တွန်းချခဲ့တာလို့ပဲသူကအစွဲလန်းကြီးစွာယုံကြည်နေပြီးဒေါသတွေအလုံးကိုမိမဖြစ်သူပေါ်ပုံချခဲ့တယ်။နောက်တော့အဲ့ဒီအမျိုးသမီးကတားလေးတီလောက်မွေးလာတယ်။ယောက်ျားဖြစ်သူရဲ့အညိုးတွေလျော့သွားမလားလို့သူမျှော်လင့်ခဲ့ပေမဲ့ယောက်ျားဖြစ်သူကကလေးကိုသူ့ရည်စင်းဟောင်းလက်ထဲအပ်ပြီးကြွေးခိုင်းခဲ့တယ်။အမျိုးသမီးရဲ့အမေမှာနှလုံးရောဂါရှိတာကိုတောင်သူကမျိုးရိုးမကောင်းလို့ဆိုပြီးအပြစ်တင်သေးတယ်။ဒါကြောင့်ပဲတားဖြစ်သူမှလည်းနှလုံးရောဂါပလာတာပေါ့။ခွန်မမြက်ကြတဲ့အထိအဲ့ဒီလူဟာသူ့မိန်းမကိုနှိပ်စက်ဖို့နီးလဲမျိုးစုံရှာနေခဲ့တယ်။အမျိုးသမီးကတော့အပြစ်မကင်းသလိုခံစားနေရတာကြောင့်ဘရော့မှပြန်မပြောခဲ့ဘူး။ဒါပေမဲ့သူ့ကိုအဆိုးဆုံးနာကျင်စေတာကတော့ယောက်ျားဖြစ်သူကဖြူစုပြိုးထောင်ထားတဲ့သူ့သားလေးကလည်းသူ့ကိုအယမ်းမုန်းနေတာပါပဲ။သူ့ကိုအမေရင်းမှလည်းအတိအမှတ်မဖြူသလိုလူပုံအလဲမှာလည်းဖခင်ဖြစ်သူရဲ့ရီးစင်းဟောင်းကိုပဲမေမေလို့ခေါ်ခဲ့လေ။အဲ့ဒီရီးစင်းဟောင်းကကလေးရဲ့နှလုံးရောဂါကိုကုဖို့ဆိုပြီးဆေးဘက်ဆိုင်ရာစမ်းသပ်မှုတစ်ခုလုပ်ဖို့အကြံပြုခဲ့တယ်။ပြီးတော့အမျိုးသမီးရဲ့အမေကိုစမ်းသပ်မဲ့လူအဖြစ်ယူဆောင်ဖို့အဆိုပြုခဲ့တာပေါ့။အမျိုးသမီးကသူ့အမေရဲ့ယောဂါကအယမ်းပြင်းထန်နေလို့အသက်အန္တရာယ်ရှိနိုင်လို့မလုပ်ဖို့သူ့ယောက်ျားကိုအတန်တောင်းပန်ခဲ့ပေမဲ့ယောက်ျားဖြစ်သူကတော့နားမထောင်ပဲရီးစင်းဟောင်းရဲ့တောင်းဆိုမှုကိုခွင့်ပြုပေးခဲ့တယ်။တကယ်တော့ဒါတွေအားလုံးကအဲ့ဒီရီးစင်းဟောင်းဆင်ထားတဲ့ထောက်ချောက်တွေဆိုတာ तू မသိဘူး။ရီးစင်းဟောင်းကယောက်ျားဖြစ်သူနဲ့အမျိုးသမီးကိုကြွားရှင်းခြင်းလို့သူတို့ကြားမှာပြဿနာတွေဖြစ်အောင်တမင်ဖန်တီးတာပါ။စမ်းသပ်မှုလုပ်တဲ့နေ့မှာသူကဆေးပမာဏကိုတမင်တိုးလိုက်တာကြောင့်အမျိုးသမီးရဲ့အမေဟာမတော်တဆတေဆုံးသွားခဲ့ရတယ်။အမျိုးသမီးကသူ့အမေရဲ့အလောင်းကိုမြင်တော့အကြီးအကျယ်နာကျင်ကြွေးခွေးခဲ့ရတယ်။ဒါပေမဲ့ယောက်ျားဖြစ်သူကတော့စမ်းသပ်မှုကြာရှုံးတာဟာသူ့ရောက်ခတ်မှကြောင့်ဆိုပြီးအဖြစ်တင်ပိုင်ခဲ့တယ်။အဲ့ဒီအချိန်မှာရီးစင်းဟောင်းကထွက်လာပြီးအမျိုးသမီးကိုပါရိုက်ခဲ့တယ်။ပြီးတော့အမျိုးသမီးကသူ့အမေမှာဆေးနဲ့ဓာတ်မတက်မှုရှိတာကိုတမင်ဖုံးကွဲထားတာကြောင့်အခုလိုစမ်းသပ်မှုကြာရှုံးရတယ်လို့လိန်ပြောခဲ့တယ်။ယောက်ျားဖြစ်သူကလည်းသူ့မိန်းမကိုလူသည့်ချိန်ကဝန်ခံခိုင်းပြီးဝန်မခံရင်သူ့မောင်ကိုဒုက္ခပေးမယ်လို့ချင်းချောက်တာကြောင့်အမျိုးသမီးဟာဗီဒီယိုရိုက်ပြီးအတင်းအကျပ်တောင်းပန်ခဲ့ရတယ်။မကြခင်မှာပဲသူ့မောင်ဆုံးသွားပြီဆိုတဲ့သတင်းကိုကြားလိုက်ရတယ်။ရဲတွေကပေးတဲ့သူ့မောင်နဲ့တေတန်းစာကိုဖတ်ကြည့်တော့မှသူ့မောင်ဟာဒီနှစ်တည်းတစ်လျှောက်လုံးနောင်တနေမန်းကိုသူသိလိုက်ရတယ်။သူ့မောင်ဟာအဖြစ်ဖြေတဲ့အနေနဲ့သူ့နှလုံးကိုသူ့တလေးအတွက်လူဒန်းခဲ့တာပါ။ဒီတော့မှအမျိုးသမီးဟာလုံးဝပြိုလဲသွားပြီးနောက်ဆုံးမှာတော့သူ့ယောက်ျားကိုကြွားရှင်းပြီးဒီအိမ်ကနေထွက်သွားဖို့ဆုံးဖြတ်လိုက်ပါတော့တယ်